လူတယောက်ရဲ့ဘဝမှာအရာအားလုံးအဆင်ပြေနေတဲ့အချိန်ကနေရုတ်တရက်အမှောင်ဖုံးသွားတဲ့ခံစားချက်မျိုးကိုမိတ်ဆွေကြုံဘူးမှာပါအပြင်ပန်းမှာအောင်မြင်မှုတွေရှိနေပေမဲ့စိတ်ထဲမှာတော့မုန်တိုင်းထန်နေတတ်တာမျိုးပေါ့အဲ့ဒီလိုအချိန်မှာကိုပြန်လဲထိန်းချောင်းနိုင်ဖို့လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ် Ronda Ross ဆိုတဲ့အမှုပညာရှင်တယောက်ရဲ့ဘဝကိုကြည့်ရင်ဒါကိုပိုမြင်သာပါတယ်။သူဟာအမှုပညာလောကမှာအောင်မြင်ပြီး Emmy ဆုအတွက်တောင်လျှာထားခံရသူပါ။ဒါပေမဲ့ရုတ်တရက်ဆိုသလိုအလုတ်လက်မဲ့ဖြစ်သွားပြီးမိသားစုရေးရာအခက်အခဲတွေနဲ့အတူစိတ်တက်ကြစရာတွေဆက်တိုက်ကြုံလာခဲ့ပါတယ်။ အခက်အခဲတွေကြုံလာရတဲ့အခါပတ်ဝန်းကျင်ကိုအပြစ်တင်မိတာကတဘာဝပါ။ဒါပေမဲ့ Ronda Ross ကတော့အခြေအနေတွေကိုမပြောင်းလဲနိုင်ရင်တောင်စိတ်ခံစားချက်ကိုတော့ပြောင်းလဲနိုင်တယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကူသူကစိတ်ခံစားချက်ဆိုင်ရာအချုပ်ချာအာဏာလို့ခေါ်ဆိုပြီးစိတ်ထဲမှာအမြဲကြားနေရတဲ့အတွေးအသံတွေကိုပြန်လည်ညှိယူဖို့ကြိုးစားခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်မှာအဓိကအချက်၄ချက်ရှိပါတယ်။ပထမဆုံးအဆင့်ကတော့ကိုယ့်ရဲ့စိတ်ကူးအတွေးတွေကိုကိုယ်တိုင်ထိန်းချုပ်နိုင်တယ်ဆိုတာကိုလက်ခံဖို့ပါ။အဲ့ဒီနောက်မှာကိုယ်တိုင်ခံစားနေရတဲ့စိတ်လှုပ်ရှားမှုတွေကိုတိတိကျကျအမြင်တက်ပြီးခွဲခြားသိမြင်ဖို့လိုအပ်လာပါတယ်။တတိယအဆင့်အနေနဲ့ကိုဖျက်ဆီးနေတဲ့အတွေးတွေကိုရှာဖွေဖော်ထုတ်ရမှာပါ။အဲဒီနောက်မှာတော့စတုထအဆင့်အနေနဲ့အာဟာရဖြစ်စီမဲ့အတွေးအသစ်တွေနဲ့အစားထိုးရမှာဖြစ်ပါတယ်။ဒါဟာရိုးရှင်းတဲ့အပြုသဘောဆောင်တဲ့စကားလုံးတွေထက်ပိုပါတယ်။ကိုယ့်အတွက်တကယ်အေးချမ်းစီမဲ့စကားလုံးတွေကိုရှာဖွေတာဖြစ်ပါတယ်။အဲဒီလိုအာဟာရဖြစ်စီမဲ့အတွေးတွေကိုသချင်းအဖြစ်ပြောင်းလဲလိုက်တဲ့အခါစွမ်းအားကပိုကြီးမားသွားပါတယ်။တေးသံစင်တစ်ခုနဲ့တွဲဖက်ထားတဲ့အတွေးဟာစိတ်ထဲမှာဆွဲမြဲနေတတ်ပြီးအချက်အတဲတွေကြုံလာတဲ့အခါစိတ်ကိုပြန်လဲအေးချမ်းစီဖို့ကူညီပေးနိုင်ပါတယ်။ Ronda Ross ရဲ့လမ်းပြပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ Vinnie Burrows ကတော့ဘဝဆိုတာအမြဲလှုပ်ရှားနေတာလို့ဆိုခဲ့ပါတယ်။အခြေအနေတွေကဆိုးရွားနေနိုင်ပေမဲ့ဒါဟာကဘာပြတ်တာမဟုတ်ပဲရှုထောင့်အစ်စ်ကနေကြည့်ဖို့လိုအပ်တာကိုသတိပေးခဲ့တာပါ။လွတ်လပ်မှုဆိုတာအနာဂတ်မှာရမှာမဟုတ်ပဲအခုချက်ချင်းရရှိနေတာလို့ယူဆဖို့လိုပါတယ်။ Harriet Tubman ဆိုတဲ့အမျိုးသမီးဟာသူ့လူမျိုးတွေလွတ်လပ်ပြီလို့လက်ရှိပစ္စုပန်စကားလုံးနဲ့ပြောဆိုခဲ့တာကစံနမူနာတစ်ခုပါကိုပြောပြတဲ့ပုံပြင်တွေကဘဝရဲ့ရလဒ်ကိုပြောင်းလဲပေးနိုင်ပါတယ် စိတ်ခံစားချက်ဆိုင်ရာအချုပ်ချာအာဏာဆိုတာတခြားသူတွေကိုမောင်းထုတ်ဖို့မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်နေစိတ်ထားမျက်ခင်းပြင်ကိုကိုယ်တိုင်တာဝန်ယူဖို့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးနဲ့ခံစားချက်ကိုကိုယ်တိုင်တာဝန်ယူနိုင်ပြီဆိုရင်ဘသူကြောင့်မှနစ်နာရတယ်ဆိုတဲ့ခံစားချက်မျိုးပျောက်ကွယ်သွားပါလိမ့်မယ်ဒါဟာတစ်ချိန်တစ်ခါတည်းလုပ်ရတဲ့အလုပ်မဟုတ်ပဲတလုံးလေ့ကျင့်သွားရမယ့်အလေးကျင့်တစ်ခုပါကိုယ့်ရဲ့အတွေးတွေကိုစနစ်တကျညှိယူနိုင်တဲ့အခါကဘာကြီးပေါ်မှာဖြစ်ပျက်နေတဲ့အမုန်းတရားတွေနဲ့အကြမ်းဖက်မှုတွေကိုတောင်တားဆီးနိုင်တဲ့အင်အားမျိုးရရှိလာနိုင်ပါတယ်ဒီလိုစိတ်ဆွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူဟာဘလို့လေမုန်တိုင်းထဲမှာမဆိုခိုင်မာမာရပ်တည်နိုင်မှာဖြစ်ပါတယ်